စိုက်တက်ကစနေမျိုးကိုဒရုန်းလက်နက်ကရီတီနဲ့ဘုံကရတိုက်ခိုက်မှုတွေကြောင့်ဇီဆိုင်ခန်တီနဲ့နေအိမ်တီမီလောင်ပရာကြလက်ခါရပါရီကျောက်မှုနေစနေမှုထားကရေကော်တီဖိုက်တီတောင်ငုံဇူရဲကောကမ်ဘရွန်ဇူရဲကောနဲ့ရွှေဟွန်တာရေကော်တီကိုကျောက်မှုနေမတေးကျွမ်းနာကတောင်မိုးဦးတဲ့စခန်းကပရိခရီမီလာ20နဲ့ခါရာနီမိခောပါနနာရီခွေကနေစားလို့အတိခဲဒရုန်းနဲ့လာနာဂရီတီနဲ့အကရင်ဂရင်းပဘောင်းခင်တိုက်ခိုက်ခါရီလို့သိရပါရီရောပိုက်တိုက်ခိုက်ခင်ခါရမော်တွန်တီဆွန်လာရီလူဝါတော့ခါစနေမရုကမ်ဘရွန်ဇူရဲကောကအသားခနိုင်စီနဲ့ရှိုင်းနိုင်အရီဦးမောင်ရွှေစိန်ထိုက်ပါရီယောအပရွန်ဒေရာရာရီလူလေးစကေလောက်ရှိပကေစနေမရုတောင်ငုံဇူရဲကောကဇီဆိုင်ခင်ခနိုင်စီနဲ့အင်စီလေးဆောင်မင်းလောင်ပရာတာလာဟာရီလူလေးတီးရပါရီပရိခရီမီလာစီကိုရာနင်္ဂခါလေးစနေမရုကရွှေဟွန်တာရဲကောကိုတောင်မဦးရီတဲ့စခဲကဘုံကရီတိုက်ခိုက်ခရီတော့အင်အားဆောင်တရာကျော်မင်းလောင်ပြစီလာဟာရီလူတီးရပါရီတောင်မိုးဦးတဲ့အနာမှာအကဲဖာစိုက်တဲ့နဲ့အာရာခတဲ့တို့အီရိုတိုက်ပြီးပရွန်ထဲနေပြီးအကဲဖာစိုက်တဲ့ဖာကအထီးနာနေရီလို့သိရပါရီရောပါရဲ့အထီးနာနေရီရတော့နဲ့စနေမျိုးအပောင်ဝန်အနာကလူကြီးကြီးရော်ဒီကိုလီဂရောင်းလာနာဂရီဂျီတီနဲ့ဘုံဂရီတိုက်ခိုက်နေရီရတော့နဲ့အရေတာပရီဒူဒီတီဆုံးတန်ရရာနေတဲ့ပြီးလူနေအင်းအဆောင်ဒီလေးထိခိုက်ပြစီနေရီလို့စနေမျိုးဘုံဂရီတိုက်ခိုက်ခဲ့တာဆိုကိုလာရောက်ပြရှုခရီဒီတာခင်တယောက်ကပြောပါရီသူအတဲ့ကိုလုံခရုံရီအရာနရင်ဂျရာကအတဲ့အစားထိုးဖယ်ပြီးထားပါရီဒီပရဘူးစီဒီစိုက်တက်ကဒီအေနဲ့ရောဆန်နီယာရဲ့တိုက်ပွဲဒီမှာဒီအတိပြောင်းများပြီးကအထီးနာနေတော့လေသူလုံးနေကြတိုက်ပါရင်လည်းဒီအေကိုမတိုင်းနိုင်ကြအရသက်ပေဒီဂျီရိုဒီနေဒီကိုလီကောကနေတိုက်ခိုက်ဖြတ်စီစုံနိုင်ဒီစိုက်တက်ကလုံးနေဆိုလို့ဒီချွန်ပြီးရှိတော့ကိုလာရှိကြောက်ခုမွန်းနေတကူလုံးအတိုက်တာနေဆိုကြီးစိုက်ပြီးရှောင်းဦးရေစောငါတောင်းနီပါချီရှိလာနေပြဖိုက်ပါရီအထူးသဖြင့်အယွန်ကတညောင်းတီရီတဲ့တိုက်ပွေးတီကောက်ခေါ်ပြီးခါရရီစိုက်ပြီးရှောင်းကြီးစောအခုတောင်မိုးဦးတဲ့တိုက်ပွေးကောက်ဒုတိယဂရိန်ထဲလို့ထော်ပြီးတင်းချောင်းခဲ့ရဆိုပါအခုပိုင်ဒုတိယဂရိန်ထဲလို့စိုက်ပြီးရှောင်းခဲ့ရရတော့နဲ့ရီဘရမာကုန်ကြီးနေရရီစာဝဲနေရီခါခေမှုတင်နေပဲတယ်လို့ဇွန်6လူနေပရာဟိတာဘောဥပထာကိုနိုင်ရောထေကအပူပိုင်ပရပါရီအဓိကထွက်ပြလာတဲ့ situation တွေအခက်အခဲကတော့အခုဆိုရင်တော့ကျွန်တော်တို့ကဒါအရေးကိုထောက်ရတဲ့အရှင်တွေမှာကြာတော့သူတို့ယာယီပုံစံမျိုးနေရာတစ်ခုမှာထားရတဲ့အခါအဓိကဒီဘက်မှာကျွန်တော်တို့ကဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ဒါစာဝနေတွေ့တာ3-5ရက်19ရက်စာလုပ်ပေးတာကျွန်တော်တို့ဖြည့်ရှင်းနိုင်မဲ့အစီအစဉ်တွေပဲရှိတယ်။နောက်ထပ်ဒီလူတွေကိုကျွန်တော်တို့ကမှတလန်2လ3လနဲ့မရတဲ့အခါကျွန်တော်တို့ကဒါရေရှည်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီစာဝနေအတွက်အကူအညီတွေရတာအများကြီးလိုအပ်နေတယ်။အဲ့ဒီမှာကျွန်တော်တို့မှာအဓိကဒါစာဝနေတစ်ခုလေးနဲ့အဆင်မပြေဘူးကျမ်းမာရေးတို့နောက်ပြီးတခြားဝေယဝိဆသူတို့ရဲ့အမျိုးသမီးတို့ဆိုရင်လိုအပ်တဲ့အထောက်ပံ့ပစ္စည်းတွေကတော့အများကြီးရှိတယ်။အဲ့ဒါတွေကိုလည်းအကုန်ထောက်လျှောက်ကတော့လိုအပ်နေပါတယ်ကိုအဓိကကတော့မလို့ဆိုရင်ဒါကျွန်တော်တို့မှာဒီဆီရှောင်းဥယျာဉ်များလာတဲ့အချိန်မှာဒါကျွန်တော်တို့အကူအညီကစမဲ့သူတွေဒါပြီးတကယ်ကြီးကြီးမားမားနိုင်ငံအထောက်အကူတွေကကျွန်တော်တို့မှာတော့ထောက်လျှောက်လိုအပ်နေတယ်လို့မြင်နေကိုဟုတ်ကဲ့ပါအခုကမိုးကလေးဝလာပြေဆိုခါအဒီကအရေးပေါ်လိုအဲနေစောကမိုးကဒီအမိုးကဒီဖိုက်ပါရီစိုက်ပြီးချောင်းငါတောင်းဒီပါတော့ဆန်စီစာရိခါဒီအပရွန်သင်ရှောင်းရီတောက်တုံးရီနဲ့ကျဲမာရီဆောင်ချောက်မှုတိပါအယွန်ဆုံးလိုအဲနေစောကောင်ဝိုင်းဝဲကူညီပြီးခဲ့ဖို့ဒေသခင်ပရာဟိတာအဖွေတီကတောင်းဆိုထားပါရီအကျွမ်းမင်းတော့ခင်ပါ